ဘာရင်းချက်ပြမှာလဲခောက်ဆွဲပြုတ်ခင်းခောက်ဆွဲပြုတ်ပြမှာဒီမဲ့ချက်ပြပါချက်ပြမယ်ဆိုတော့ weekly pass လေးကျွန်တော်ဖောက်ပေးဖို့ရှိကျွန်တော်တို့မမြင်ရ weekly pass လေးဒါထုတ်နေ weekly pass 3 printer လေးဆိုတော့ဟင်းချက်မယ်ဒါကတော့တချင်းဖွင့်တာရှင်းလေးနေရင်ဆုံးခောက်ဆွဲပြုတ်ပြပါရင်ချက်ပြပါပေါ့ခောက်ဆွဲပြုတ်ခောက်ဆွဲပြုတ်ခင်းချက်ပြမယ်နော်အရင်ဆုံးခောက်ဆွဲကိုတို့ထည့်ဒီခောက်ဆွဲပြုတ်ကျွန်တော်စောင်းရကြိုက်တယ်ဒါစောင်းရကြိုက်မြင်ရလားမသိဒီကောင်စောင်းရကြိုက်ကျွန်တော်စောင်းရဖိုင်းတယ်ကြော်ညာတော့မဟုတ်ဘူး gas ကိုတို့မွေးရအလဲနော်ရောက် gas ကဘလူးဒီနေ့က I can be drunk အကင်လေးဝယ်တာရှိဒီကောင်ကပစုံလုံးလို့တော့ပြောတာပစုံလုံးဟိုကတော့2000တောင်ပေးရဈေးကြီးအကင်တွေကလည်းဈေးတက်အောင်ဒါကဘာလဲဒါ squid roll ဆိုတော့ပြောရမယ် squid roll က squid ဆို squid ပေါ့ကွာ squid ဆို game ရင်ဆုံးဒါကိုတို့ဖောက်လိုက်မြန်မာလိုပဲမြန်မာလိုဖောက်လိုက်ဒီကောင်လည်းမြန်မာလိုပဲဖောက်လိုက်ဒီခောက်ဆွဲပြုတ်ရဲ့အမှုတ်အရင်ထည့်ကြီးကြဲရောမဟုတ်ဟင်းခောက်ဆွဲပြုတ်ခင်းချက်ပြတာကြီးကြဲရောမဟုတ်ရှုပ်လို့ခောက်ဆွဲပြုတ်ပြ stream မှာဒီလိုထည့်လိုက်တို့အမုံအရင်ထည့်လိုက်ဆိုတော့အမုံထည့်တာခောက်ဆွဲကိုနောက်ဆုံးမှထည့်မှာဘာလဲဆိုခောက်ဆွဲပွားအောင်မှာဆိုတော့ဒီအလုံးလေးပြစ်ထည့်လိုက်မယ်အလုံးလေးပြစ်ထည့်လိုက်ဒီတော့အားလုံးထည့်ပါဒါ၄ချောင်းများမလား၃ချောင်းလောက်ပဲဒီအားလောက်မကုန်၃ချောင်း၄ချောင်းထည့်ပါရှုံးထမင်းတော့ချွာအိမ်ကတော့တွားယူတာကျွန်တော်မေအိမ်ကကဲဆိုတော့ဒါစောင့်လို့ရ gas လေးအချိန်မြင်လိုက်ချက်ပါတယ်ဗောချက်ပါတယ်ဗောဒီစပ်ပူရပူရ what the fuck နာဝိုင်းရတော့နာဝိုင်းစင်နေဟာဒီကခြေထောက်တွေတောင်းပြီလားမသိဘူးမနေ့ကမှ secret တိုက်တာတားပြီးအောင် secret တိုက်တာချက်ပါတယ်အဲ့လေရွှေရှောင်းရိုက်ပစုံခွေးဦးကြရပစုံခွေးပါမှာလို့ဘာလဲဆိုတော့ပစုံကတကောင်လုံးချိန်တာပစုံတစ်လဲဒီအလုံးထဲမှာပါရင်ပါမှာမီးရချော့စရာမလိုဘာလဲဆိုတော့မီးရပြင်းမှာမြင်မြန်စုမယ်မြင်မြန်ကြက်မယ်နော်ဟောဆရာလာမလုံးနဲ့ခောက်ဆွဲပြုတ်တာငငယ်တွေကကြောက်မွေးနေရဒီခောက်ဆွဲပြုတ်ကြိုက်လားကျွန်တော်တစ်ဆိုင်လုံးကိုသိမ်းလာတာတစ်ဆိုင်လုံးမှာရှိတဲ့မြအကုန်ဝယ်လာဒီမှာဆိုအထက်လိုက်မြင်ရလိမ့်တစ်ဆိုင်လုံးကိုသိမ်းလာနည်းနည်းကျွန်တော်ပြစ်လေးစားခြင်းတယ်နည်းနည်းရေလေးခန့်အောင်လုပ်အောင်အရေကဟိုအရေပြစ်လေးမှာတည်ရမလားရတာထိမိရှိတာမဟုတ်ဆိုရင်ဟိုမဖြစ်ဘူးဟျောက်ပစုံလုံးကတကယ်မှုတွေကမနဲ့တော့လူသေးနော်နည်းနည်းတော့ပေါ့နေနည်းနည်းလေးခဏစား5မိနစ်လောက်ခဏစားလိုက်ကဲဆိုဒါဘီဂိမ်းဆော့ခေါက်ဆွဲထည့်လို့ရနေပါဦးနော်အရသာမထွက်သေးဘူးဟိုအဲ့လိုရေကြက်နဲ့မကြိုက်ဘူးရေကြက်လုံးဝမကြိုက်ဘူးပြစ်နှစ်အဲ့လိုထိမိလေးစားရင်တာအရင်နေပါစီအဲ့တော့ပြီးရင်ခောက်ဆွဲရတော့အရေစုံမယ်ကြောက်တိတ်ပြီးတော့အကြသာတိတ်မထွက်သေးနည်းလေးလိုသေးကြောက် gas ကကုန်သွားပြီလားကဲခောက်ဆွဲထည့်လိုက်တော့ချက်အကန်နီးမှာချက်ဘာလဲဆိုခောက်ဆွဲရပျော့သွားရင်ဟိုကပွားသွားရင်စားလို့မကောင်းဘူးခောက်ဆွဲအရေစုံမှလည်းဆိုပြီးကွတ်တီနော်ခောက်ဆွဲဆိုတော့ဒီလို quality ပြုတ်ကရောမျိုးရေနွေး5မိနစ်တည်ပြီးတော့5မိနစ်ကြီးနဲ့စားရတာ luxury မဆန်အောင်ခောက်ဆွဲစားရင်တော့ခောက်ဆွဲကို luxuryဆန်လေးစားရတယ်ဗျာအဲ့လိုမျိုးဟိုလိုမျိုးရင်နွေးကိုကောက်ထည့်လိုက်ပြီးတော့ဖုံးကြီးအုပ်ထားတာကြီးမဖိုင်ဘူးဒီလိုမျိုးလေး standard ရှိပြုတ်ပြီးတော့အကင်လေးပါလေးထည့်ပြီးတော့ရတာရှိသုံးဆောင်ကြပါဗျာကျွန်တော်ကတော့လိုပဲသုံးဆောင်တော့ရောက်ဆိုရပြီကျွန်တော်ကနည်းနည်းခောက်ဆွဲမမာလေးကြိုက်တယ်ဦးချလို့ရတယ်အလိုကြီးကြောက်လာဟေးဟိုရဒါတော့အရင်နည်းနည်းကျဲတယ်ရပါတယ်တော့ပြက်သွားရင်စားတော့မကောင်းတော့တော်ဖိုင်းသွားရင်တို့တွေမစားဘူးလေ quality ခောက်ဆွဲပြုတ်ခေါင်းတော့မူးလေကွာ I know quality ခောက်ဆွဲပြုတ်ချက် quality ခောက်ဆွဲပြုတ်စားကြပါဦးနည်းနည်းပဲကျွေးကျွန်တော်ဘိုက်စားရှေ့ကောင်းတယ်ရောက်ကြီးဖတ်ဒီခောက်ဆွဲပြုတ်ကကောင်းတာအဲ့ဒါတော်ရှားတယ်အဲ့ကောင်စားကြပါဗျာ quality ရှိစားကြပါမငဲ့ဘူး brother ငဲ့နေလားလုံးမငဲ့ဘူးစားကြပါဇွန်လုံးလေးမစားဘူးလေစားလိုက်တော်ရကောင်းရစိတ်ညာတော်မိုက်ထိုးလေးနဲ့စိတ်ညာဒါတို့ဒီလိုချင်းဆိုဘိုက်စာနေရမယ်ဆိုတာတိလို့စားပြတာရှယ်ကောင်းတယ်ဗျာရှယ်ကိုကောင်းတာဒီနေ့ဘိုက်စားလာပြီโอเคဗျာအဲ့တော့ဖြစ်ရင်တော့စားပြ